စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်းသတင်းများထွက်ပေါ်က2026ခုနှစ်မတ်လ23ရက်မြန်မာနိုင်ငံ၏စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ခါယိုကြီးပေါင်းယောဂါကြောင့်အာယုံကြောညက်သည့်ဝေဒနာကိုခံစားခဲ့ရပြီးအရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်းပြည်တွင်းပြည်ပသတင်းဌာနအချို့ကယနေ့တွင်ဖော်ပြခဲ့ကြသည်ဟာဤသတင်းသည်လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုများကြားတွင်စစ်ခေါင်းဆောင်၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများနှင့်ထင်မြင်နှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများနှင့်ထင်ကြတေးပေးမှုများကိုပုံမမြင့်တက်စေခဲ့သည်ကသတင်းများ၏ဖော်ပြချက်အရဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ပြီးခဲ့သည့်မတ်လ20ရက်နေ့ကနေပြည်တော်ရှိအမှတ်2တပ်မတော်စေယုံကြီးခုတင်1000တွင်အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရခြင်းဖြစ်သည်ကအဆိုပါခွဲစိတ်ကုသမှုကိုအိန္ဒိယနိုင်ငံမှပါရဂူများနှင့်မြန်မာတပ်မတော်စစ်တပ်ဖွဲ့တို့ပူးပေါင်း၍2နာရီကြာပြုလုပ်ခဲ့ရသည်ဟုသိရသည်ကတီကဲ့သို့ကျန်းမာရေးအခြေအနေဆိုးရွားနေသည့်သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်းတွင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လူထုရှေ့ထွက်ပေါ်လာမှုများတိတိတသာနှဲပါသွားသည်ကိုတွေ့ရှိရသည်ကစစ်ကောင်စီဘက်မှလည်းလောကောင်း၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍တရားဝင်ထုတ်ပြန်ချက်တစုံတရာမရှိသေးပေဟာထို့သောတရားဝင်အတည်ပြုချက်မရှိခြင်းကြောင့်ပြည်သူလူထုကြားတွင်သတင်းမှန်သိရှိလိုမှုများနှင့်စိုးရိမ်ပူပန်မှုများပုံမများပြားလာခဲ့သည်ကအချို့သောနိုင်ငံရေးသုံးသပ်သူများနှင့်လေးလာသူများကမူစစ်ခေါင်းဆောင်၏သုံးသပ်သူများနှင့်လေးလာသူများကမူစစ်ခေါင်းဆောင်၏ကျန်းမာရေးအခြေအနေသည်လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေပေါ်တိတာထင်ရှားသည့်တက်ရောက်မှုများရှိလာနိုင်ကြောင်းခန့်မှန်းပြဟောဆိုနေကြသည်ကမြန်မာနိုင်ငံသည်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းနိုင်ငံရေးစီးပွားရေးနှင့်လူမှုရေးမတည်ငြိမ်မှုများဖြင့်ရင်ဆိုင်နေရချိန်တွင်ဤကဲ့သို့သောကျန်းမာရေးသတင်းထွက်ပေါ်လာခြင်းသည်အနာဂတ်နိုင်ငံရေးအပြောင်းအလဲများနှင့်ပတ်သက်၍မိကွန်းထုတ်เสียများစွာကိုဖြစ်ပေါ်စေခဲ့သည်ကစစ်ခေါင်းဆောင်၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍မိကွန်းထုတ်เสียများစွာကိုဖြစ်ပေါ်စေခဲ့သည်ဟာစစ်ခေါင်းဆောင်၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍နောက်ထပ်အချက်အလက်အသစ်များထွက်ပေါ်လာပါကဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်သည်ကား